မင်္ဂလာပါ My Racing Channel နဲ့ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ဟဲဝေရဲ့နဲ့ဆိုဗီယက်ဇန်တို့ရဲ့အိမ်ထောင်ရဲ့အကြောင်းကိုတင်ဆက်ပေးချင်တာဖြစ်ပါတယ်မင်္ဂလာပါပရိသတ်ကြီးဒီနေ့မှာတော့အနုပညာလောကမှာပရိသတ်အခိုင်အမာရရှိထားကြတဲ့မင်ဒါဟဲဝေရဲ့နဲ့ဆိုဗီယက်ဇန်တို့ရဲ့အိမ်ထောင်ရဲ့နဲ့ပတ်သက်ပြီးလူမှုကွန်ရက်ပေါ်မှာပြန့်နှံ့နေတဲ့တည်င်းအကြောင်းအရာတွေကိုစူးစီးတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ဟဲဝေရဲ့နဲ့ဆိုဗီယက်ဇန်ဟာအနုပညာလောကမှာအောင်မြင်မှုတွေကိုရှိကြတယ်လို့သူတို့ရဲ့ပုံကိုယ်ရေးဘဝကိုလည်းပရိသတ်တွေကအမြဲတမ်းစိတ်ဝင်စားစောင့်ကြည့်နေကြတာဖြစ်ပါတယ်ဟင်းဝရနဲ့ဆိုဗီယက်ဇန်တို့ဟာလွန်ခဲ့တဲ့နှစ်အနည်းကစားပြီးချစ်တူတင်းကြာရှည်စွာလက်တွေ့ခဲ့ကြတာဖြစ်ပါတယ်သူတို့တို့ဟာအနုပညာလုပ်တွေကိုအတူတူလုပ်ကန်ရေးယဉ်ကျေးမှုကနေချစ်တူဘဝကိုရောက်ရှိခဲ့တာဖြစ်ပါတယ်အိမ်ထောင်ရင်းနဲ့ပတ်သက်ပြီးတော့သူတို့တို့ဟာခိုင်မာတဲ့အခြေအနေတစ်ခုကိုတိဆောက်ထားကြတာဖြစ်ပြီးအေချန်တဲ့မီတာစုဘောလေးတစ်ခုကိုဖန်တီးထားကြတာဖြစ်ပါတယ်အနုပညာရှင်အချင်းချင်းဖြစ်တာမို့တယောက်နဲ့တယောက်နားလည်မှုအပြည့်ရှိကြပြီးပရိသတ်တွေအားကြရတဲ့စုံတွေလည်းဖြစ်ပါတယ်ဒီခါတည်းမှာဆိုရှယ်မီဒီယာတွေပေါ်မှာသူတို့ရဲ့လမ်းခွင့်မှုဒါမှမဟုတ်ပြဿနာရှိနေအောင်တည်င်းအမှားအချို့ထွက်ပေါ်တက်ပေမဲ့လက်ရှိအချိန်တော့သူတို့တို့ဟာအေးအတူပူအများလက်တွေ့နေကြစေဖြစ်ပါတယ်ပရိသတ်တွေကတော့သူတို့တို့ကိုအမြဲတမ်းပျော်ရွှင်တဲ့မိသားစုလေးကိုပိုင်ဆိုင်စေချင်တယ်လို့အနုပညာအလုပ်အတစ်တွေကိုလည်းအားပေးဖို့စောင့်မျှော်နေကြတာဖြစ်ပါတယ်အခုလိုအနုပညာရှင်တွေရဲ့တည်င်းအချက်လက်အမှန်တွေကိုကြည့်ရှိဖို့ရအတွက်ကျွန်တော်တို့ရဲ့ channel ကို like and subscribe လုပ်ထားဖို့မမေ့ကြပါနဲ့အားလုံးကိုကျေးဇူးတင်ပါတယ်